ရှင်ပြရတယ်ခဲပဲ ဘုံမအားပြရတယ်မင်းမရအောင်တဲ့ကဲမီးရတော့ပြန်လာပြန်ပြီအမရေ ဟေးခုနကတော့ဒါပထမပိုင်းဒါဒုတိယပိုင်း episode 2ပေါ့ episode 2ပြန်ပြကဲ line မော်ကြီးနေတဲ့ပြည်သက်တွေကိုလည်းဒါ sorry ပါနော်မီးလေးတစ်ချက်ဟိုပါလေးအပြောင်းလဲလေးလုပ်ရတယ်ကျွန်တော်နဲလေးမီးလေးပြတ်သွားလို့ပါကဲအစနေပြန်ပြီးတော့ကျွန်တော် မို့လေဒုတိယဘက်ကလေး ဟုတ်ကဲ့ ဟလာဆိုလေးသွားမှာနော် အဲ့ဒါလေးကိုခန်းစားကြည့်အောင် ဘုံဘောကြတယ် ကိုရှင်တို့တော့ပေါ့ ဇာဇာနဲ့ကိုဘွားမှာအမီအရွှေရောက်လို့လာပြန်တော့တော်ရွာမှာပြောပေမေလေပြောရမှာမနေတော်ရမှာနေရမေလေဆိုရောစကားတွေရှိခဲ့တာကြောင့်မျိုးရီဝီရှောက်ခဲ့ပြီမေတော်ကဖော်ရီညာကတနေ့တည်းမှာမမီနိုင်မစီအော်မမီနိုင်မစီတော့မဆွေမျိုးသားချင်းလေးစင်းကြတဲ့သူတွေပဲတော့သူလုံးမေတ္တိတငယ်ချင်းပေါင်းမီကိုမမီသာရှုံသည်ကြီးကိုခွေသားကြီးလေးတစ်ခေါက်တစ်ခါအရောက်လာဖို့သာပြေဘေးဘေးရောက်ဟလာတက်နိုင်လို့နိုင်ငံခြားပေါ်လီနေပေါ့ ဓမ္မဖရာကျေးဇူးကတပည့်တော်ကမလိုတော့ဘူးဖရာရရ ငါရရင်မင်းတို့ရတယ်လို့ပါပဲ အာ ဟာ ငါ ရမရကိုရှိစားပါရှောက်ပြောမနေနဲ့ ဖြည်းဖြည်းပြောပါကဲတော့ကိုယ့်ရဲ့ဌာနေကိုယ်ဇာတိ အကိုကြီးဆူကြရပါသေးစစ်တောင်းပါတယ်ကိုကြီးဒီဘိုင်းထဲမှာကိုဆူကြရပါသေး အေး အဲ့ဒါမှနော် သဘောပေါက်တယ်နော် ဟုတ်တယ်ကိုကြီးဆူကြရပါသေးဗျာ ငါညီဒီဓမ္မအကိုကြီးကကျွေးနိုင်ပါဘူး ကိုကြီးကျွေးနိုင်မှာမွေးနိုင်မှာပေးနိုင်မှာ ဟုတ်တယ်နော် ဟုတ်ပါတယ် ကဲတော့ဒီကကြတော့ဒုတိယဘက်ကလေးပေါ့လေ ဟုတ်ကဲ့ ဟလာ ဟုတ် ကျွန်တော်တို့လည်းတော်သားတွေပါပဲ ကျွန်တော်လည်းရွာသားတွေပဲဗျ နော်ကိုရွာကိုနေတနေ့တစ်ခေါက်တော့ရောက်အောင်တော့ပြန်ကြတဲ့သူကြီးပါပဲ ရှေ့ဆောင်မိုးရဲဆိုတို့ဆိုင်ပွဲနာပြီးပေါင်းထိုးလိုက်ရတော့မှာတို့ ကိုကိုတရားပြန်နားရရှိလို့ရှိရင်မကြီးသီးထူထူနေရလို့ ဒါပဲလေအလုတ်ဟူသည်မြ ဂုံရှိစွာ ဂုံရှိစွာတဲ့အမေတို့ ဒါပဲ ရိုးသားဖို့လိုတာဟုတ်တယ်နော်ရိုးသားဖို့ပဲလိုတယ်အလုတ်ဟူသည်မြဂုံရှိတယ် ရိုးသားချင်းကကိုယ့်အတွက်တသက်ဆမကုန် ဟုတ်တယ်နော် ဟုတ်ကဲ့ ဒါကြောင့်ကိုရွာကိုဇာတိတနေ့တစ်ခေါက်ရောက်အောင်ပြန်အပေါင်းအသင်းနေဆွေမျိုးတွေ တွေ့ကြဆုံရ ကိုမောင်နှမတွေတွေ့ရတာပေါ့ ဟုတ်ကဲ့ ဟဟလားဟုတ်ဒါကြောင့်မာနတွေမကြည့်ဘဲနဲ့ဇာတိချက်မြုပ်နေမမေ့ကြပါနဲ့ကိုရွာကိုအဖေကိုအမေဟဟလားဒီလိုညီကောင်မောင်နှမတွေမမေ့ကြပါနဲ့လို့ဒီတချင်းလေးနဲ့ကဲတောင်းဆိုထားတာလေးလိုတာပေးရင်လေးစားရောက်ပါတယ် ဟုတ်ကဲ့ ဟဟလား ဟုတ် တဇက်ဇက်နဲ့ကိုဘွားမှာအဘီဒီဘက်ကလေးသွားလိုက်ရအောင် လုံးမယ် ဘလို့ရုပ် ကောင်းတယ်ဗျာအချင်းလေးသိကောင်း ဦးစင်းတို့ကတော့လင်ခမ်းပြီ အာဘယ်နဲ့လေးရမှာ ဦးစင်းလင်ခမ်းပြီအဲ့ဒါဒုတိယဘက်ကအဲ့ဒါကိုယ့်ရဲ့ဌာနေဒုတိယဘက်မဟုတ်ဘူးအဲ့ဒါဘာကြီးတီးတောင်တီးသူကဆိုတော့ချင်းဦးစင်းနားထောင်ကြည့်ဆိုတော့ကြတော့တစားစားနဲ့ကိုဘွားမှာပြီးရွေးဆိုတော့ကြတော့ဟဲ့အချင်းစရာကြီးလေတီးတော့ကြတော့ပတိမြန်ကြီးဟုတ်ကောဘူးအဲ့ဒါရ ပေါင်းစီ ဘာတော့ မင်းတက်တက်တာစော်ကားတာ စော်ကားတာမဟုတ်ကောစားတာနဲ့မဟုတ်လားပြောမနေနဲ့မဟုတ်လို့မဟုတ်ဘူးပြောတာတို့က
ပရိသတ်လိန်ရမယ်လို့ပါ သူကဦးစင်းဘက်ကပဲရှောက်ပြောနေ ဘယ်နဲ့ကွာအသားတွေကလောက်ထွက် လောက်မကောင်းဒီကောင်းထွက်တော့နေမူလားပြောမယုံလို့ကိုပြောတာ ပေါ့စီ ကြက်သားနဲ့ကျွေးမှာဆိုလို့ကိုပြောတာ ငါတီးတာဟုတ်တယ်မယုံမှုဆိုရင်ဘယ်လိုတက်တည်ပြမှာလဲပြော အဲ့ကောင်ကွာ အခုနတီးတဲ့အတိုင်းပဲအဲ့ဗလာဆိုင်ကိုအဲ့ဒီအတိုင်းပဲပြန်တီးသွားလိုက် ဒီမှာ ကျွန်တော်ကအဲ့ဒါကိုခုနဒုတိယပိုင်းဒဇဇန်းနဲ့ကိုဘွားမှာပြီးအဲ့ဒီတချင်းကိုအဲ့ဒီဗလာဆိုင်နဲ့ကိုဝင်းဆိုကြည့်မယ် ငါတီးတဲ့အပေါ်မှာမင်းကဆိုကြည့် ဝင်းဆိုကြည့်မယ် အတီးနဲ့အဆိုနဲ့တစ်ထက်ထဲကြရင် ကွက်တီကြရင်ယုံမယ် ဟော မကြရင် ကွက်တီမကြရင်တော့ကိုစောမင်း live လဲလွှင့်ထားတယ်အောက်ကပြိသက်မယိုးလဲကြည့်နေတယ်အဆက်ကွဲမှာနော် ဒီမှာမ ချိန်လုံးနဲ့တော့ဦးစင်းကချိန်လုံး အဲ့ဒါဆိုရင်ကိုင်းချိန်လုံးတင်မဟုတ်ပါဘူးဗျာကိုပေါ့စီ ရ ကျွန်တော်တီးတာမှားရင်ဟောဒီပွဲကြံငွေပါတစ်ချက်မှပြားမှမချေနဲ့ ဟိုင်းအဲ့လိုမလုပ်နဲ့လေ ဘာလို့ ငါ့ဘူးတော့တောင်းပေးဦးလေ ဩ နင်တို့ချင်းဖြစ်တာငါနဲ့ပါဆိုင်လို့တော့ငါပါ တပြားမှမရှင်းမဲနဲ့ပြန်လိမ့်မယ် ငါမှန်ရင်မင်းဒီနေ့ညညာချင်းငါသိန်းရှော့ချီပါ ရတယ်ဦးစင်း ရလား တပည့်တော်ဘက်ကဦးစင်းရှိတယ်မလားရှုံးရင်ဦးစင်းငါသိပြရမှာနော်ဦးစင်းကွာ ဆိုမနော်တဆန်းဆန်းနဲ့ ကျမဗျာ ငါ့ကိုအဆက်ခွဲတဲ့ကောင်ဒီတကမင်းကွဲပြီးမှတ် ကြည့်လိုက်ဘသူကွဲမလို့ကြည့်လိုက်ဟမ် ဟာ ရသာဇာနေဘုရားမမင်းအကျွေရောက်လာပြန်တော့ရွာမတော်ရမနေရမယ်လို့စေရစကားတွေရှိခဲ့တော့ကြောင့်အမျိုးကြီးကိုလေးရောက်ခဲ့ပြီနဲ့ဟုတ်လားတနေ့တရက်မှမမေ့နိုင်ပါစင်မမေ့နိုင်ပါအစင်တော့မစင်ရပါကြီးလက်စင်ရတဲ့သူတွေပဲတော့သူတော့မင်းတွေတကယ်ချင်းပေါင်းတယ်ကိုမမေ့ရဘူးကိုတားလေးတော့တကားရောက်လာတယ် ပါပြီငါသိရင်ဆုံးပြီဟာ ရီစာစနာနော် ဘာကြီးသားသား ဟင်ပေးတဲ့ပြင်းမှာဆိုလို့လေရီစာစနာနော် ချက်ချင်းကြီးပြောလို့ပြန် ရီစာစနာ သူမရကြအကြီးစရာစား ဟောကိုကြီး ဟမ် နောက်ကအကိုတယောက်ကချင်းလေးတစ်ပုတ်တော့ဆိုပြပါတဲ့အဖေတချင်းလေးတစ်ပုတ်တော့တောင်းတာပါတယ်ဗျ တောင်းတာသေးလား ဟုတ်ကဲ့ပြီးတော့အဖေတချင်းနဲ့မဟုတ်ပဲညနေတုန်းကလည်းဟိုနားကအကင်ရောင်းတဲ့ညီမလေးကလည်းကိုပေါက်ကျော်ကိုလာတောင်းထားပါတယ် ဟုတ်လားဗါတယ် ညနေရအကင်ဘုန်း2000လာပေးလေပါ ညာကလိကြပေးမယ်လို့ပြောတာဘာသွအရေးကြီးတော့မသိဘူး အဲ့တော့မှမလို့တဲ့သွားပေးရင်ပေးလိုက်ပါတော့ ဒုက္ခပဲ ဟွာကိုသမင်း